I'm gonna sit there and break it, baby. ဆိုတော့မပြေးဆုံးနိုင်သေးတဲ့ကျွန်တော်တို့ရဲ့ရေတခွန်သွားတဲ့အစီအစဉ်အရဆိုရင်တော့ဖြင့်ဒီတစ်ခေါက်မှာတော့လူတော်တော်များများမသိကြသေးတဲ့နေရာလေးတစ်ခုကိုတွေ့ထားတယ်။ကောင်းတဲ့တစ်ချက်ကလူတီနေတဲ့အတွက်အရန်အေးချမ်းပြီးတော်တော်ကိုလှတယ်။ Let's go guys. ။သွားမယ့်နေရာကတော့ရငဲရွာကဖြစ်ပါတယ်။ဝင်ရလန်းရဲ့ထိတ်မှာဘော်ဒါမေးဖန်နေနဲ့တော့တွေ့တော့ဘာညာပေါ့ဝင်ရမယ့်လမ်းကတော့ဒီလမ်းဖြစ်ပါတယ်အဲ့တော့ရတယ်မဆိုးအောင်ကျွန်တော်ဘော်ဒါကတော့လမ်းသိမ့်မဆိုးပါဘူးတဲ့โอเคလေးဗလာသားလာမယ်လीနော်ဘွားတလန်းနေလာမယ်ဘွားတလန်းကမလို့လမ်းတွေကတော့ဘီလက်လမ်းကိုမောင်းရလိုက်မြင်းနီလမ်းခင်းထားတဲ့လမ်းကိုမောင်းရလိုက်နဲ့စောင်းနေတာပဲလမ်းဆိုးသလားတော့မမေးနဲ့ brother တို့ဝင်လာရတဲ့လမ်းတစ်လျှောက်လုံးမှာဒီနေရာကတော့ကျွန်တော်တော်တော်လေးသဘောကျတယ်။ view တွေကလည်းတော်တော်လေးတက်ရတယ်လို့မြင်ရဗျာတော်တော်လေးမိုက်တယ်ဒီနေရာတော့ share ပဲဆိုတော့ကျွန်တော်တို့လာတဲ့နေရာကိုတော့ရောက်နေပြီဖြစ်ပါတယ်။ဒါပေမဲ့နေရာကိုရောက်တယ်ဆိုပေမဲ့ရေတခွန်နေရာကိုတော့မရောက်သေးဘူးပေါ့နော်။ဒီအရင်နောက်ကိုနည်းနည်းလေးထပ်ဆင်းသွားမှတကယ်ရေကူးရမယ့်ရေတခွန်ကိုရောက်မှဖြစ်ပါတယ်။ No, no, no. အဖေတော့မော်လီဘေးလို့ bro ကန်ရောက်ပဲဟုတ်မစင်းစင်းနဲ့လည်းတော့ easy ပို့ပပါပဲနော် yo ဘဘကိုရောက်ဖို့အတွက်လဲမရေစီးကြောင်းရှိတဲ့အတွက်ဖနက်တွေကိုတော့ဒီနေရာမှာပဲချော့ခဲ့တယ်ပေါ့နော်ဒီကတိုင်းတိုင်းလေးဆိုပေမဲ့ရေစီးကြောင်းကတော့တော်တော်ကိုရှိန်ပြင်းဒီတကောင်ကတော့တော်တော်လေးလှတယ်ပေါ့နော်ကျွန်တော်ဒီနေရာရဲ့အပေါ်ဘက်မှာဆိုလို့ရှိရင်တော်တော်လှတဲ့နေရာတွေအများကြီးရှိသေးတယ်ဗျာဆိုတော့ကျွန်တော်အနေနဲ့အပေါ်တက်ပြီးတော့မှအဲ့ဒီလှတဲ့နေရာတွေထပ်ပြပေးပါမယ်ခင်ဗျာကျွန်တော်ပေါ်တက်လိုက်တဲ့အချိန်မှာကျွန်တော်မြင်ရတဲ့ရေတခွန်လေးတစ်ခုရှိသေးတယ်ဗျာသူကဒီရေတခွန်ကြောက်ဆောင်ရဲ့ဟိုဘက်ကပေါ့နော်ဒီဟိုမှာမြင်နေရတဲ့နေရာလေးဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီနေရာတော့ကိုလိုကတော့တိုက်တော့အဆင်မပြေဘူးဗျသူကဒီဂျိတ်ကြီးနေဆိုတော့နည်းနည်းလေးတော့အန်ဒီရများတယ်ပေါ့နော်အပေါ်နည်းနည်းလေးထပ်တက်လိုက်တဲ့အချိန်မှာပေါ်ကနေအောက်ကိုမြင်ရတဲ့ view ကတော့တော်တော်လှတာဗျာဘဘကနေရာကိုထပ်သွားဖို့ဆိုလို့ရှိရင်ရောဒီနေရာကနေပြီးတော့မှဒီနေရာကိုသွားဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကအဲ့ဒီနေရာနည်းနည်းလေးအန်ရများတဲ့အတွက်ဒီဘက်ကနေသွားလို့ရပါမလားလို့ကျွန်တော်ကစဉ်းစားလာစင်မပြေဘူးသူကဟိုဘက်ကထက်တော့မှပို့ပြီးတော့မှရေရှိန်ပြင်းအဲ့ဒါနဲ့ပဲဒီကျောင်းဆောင်ကနေပြီးတော့မှပဲကူလာလိုက်တယ်ပေါ့နော်ဒီနေရာမှာရေလေးခဏကူပြီးမှအောက်ကိုပြန်ဆင်းပါမယ်ခင်ဗျာပြန်ဆင်းတဲ့အချိန်မှာဘော်ဒါတွေကတော့ဒီတိုင်းမဆင်းတော့ဘူးပေါ့နော်သူတို့ကတော့ကြောက်ဆောင်ကနေပြီးတော့တခါတည်းအောက်ကိုခုန်ချလိုက်တယ်ဗျာဒါပေမဲ့ကျွန်တော်မှဖောင်းနေဆိုတော့ခုန်ချလို့မရဘူးဗျာကျွန်တော်ကတော့အောက်မှာဖောင်းဆင်းထားပြီးမှအပေါ်တက်ပြီးတော့မှထပ်ခုန်မယ်ဗျာ
နေရာမှာရေကူးရတဲ့ feeling ကတော့ဘာနဲ့မှမတူဘူးဗျာဘယ်နေရာကမှလည်းဒီလိုမျိုးကူးလို့မဝအောင်ဒီနေရာကိုတော့ကျွန်တော်တော်တော်လေးသဘောကျဆိုတော့ကျွန်တော်တို့အကောင်လုံးလဲရေကူးလို့ဝကြပြီဆိုတော့ပြန်တော့မှာပေါ့နော်ကျွန်တော်တို့လာတော့ကဘော်ဒါတွေအကုန်စုပြီးတော့မှဒီနေရာကိုလာကြတယ်ဗျာဒါပေမဲ့အဲ့ဒီထဲမှာရေလုံးဝမကူးတဲ့တယောက်ပါတယ်ကျွန်တော်တို့ကကူးလို့ဝတဲ့အထိ तू ကလုံးဝရေမကူးဒါပေမဲ့ပြန်တဲ့ချိန်မှာဆိုတော့ပြင် तू ကရေထဲမှာရှော့ကျသွားတယ်ရေမကူးရဘူးချောလိုက် Oh, what are you doing, bro? So, la yo feeling at the chip your big. Share ya, share. Feeling at the chip your big ပါလားဗျာ ခင်းရတော့ပြောမယ်ဆိုရင်တော့ရအောင်မကောင်းပါလေ။ Let's go. လာရတဲ့လမ်းကတော့ကျန်းတယ်ဆိုပေမဲ့ရေတခွန်ရဲ့လှတရားနဲ့ရှင်လို့ရှိရင်တော့တန်တယ်ပေါ့နော်အခုလိုမျိုးအင်တာနက်ကမရှိမဖြစ်လိုအပ်တဲ့ခေတ်ကြီးထဲမှာအိမ်ထဲမှာဂိမ်းဆော့လိုက်ဟိုကကြည့်လိုက်ဒီလာကြည့်လိုက်နဲ့နေမဲ့စားအခုလိုမျိုးသဘာဝတရားနဲ့ထိတွေ့ဖို့ကိုလည်းကျွန်တော်ကတော့ကြံပေးခြင်းတယ်ပေါ့နော်အခုကျွန်တော်တို့လာတဲ့ကြောက်တလုံးရေတခွန်ရောက်ဖူးပြီးသားသူတွေရောမရောက်ဖူးသေးတဲ့သူတွေရောသဘောကျနှိမ့်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုပေးကြတဲ့ viewer တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ Thank you guys